United ဒီပွဲမှာဘုံမောက်ကိုမနိုင်ဘူးဆိုရင် Premier League ဆက်မကန်နဲ့တော့ဒါမှန်တရားပဲ Okay အားလုံးပဲမင်္ဂလာပါ United Diary ဘိုင်ကိုထွန်းရဲ့ YouTube Facebook နဲ့ TikTok ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ Okay Premier League ကတော့ဒါကျွန်တော်တို့ United ကိုကျွန်တော်ဥရောပပွဲတွေကစားစရာမရှိဘူးဆိုပြီးတော့ခြားရက်တွေပဲကန်ခိုင်းနေရတော့မဟုတ်သေးဘူးဗျဘာလို့လဲဆိုတော့အခု United ပရိသတ်တွေကိုလည်းဒါကျွန်တော်တို့စိတ်ခေါ်နေတယ်လို့ခံစားရတယ်ဘာကြောင့်လဲဆိုတော့မင်းတို့တွေကိုခြားရက်ကန်ခိုင်းမယ်တော့မင်းတို့လုံးပြက်ပြီးကြည့်မလားဆိုတော့ပရိသတ်ကတော့လာပြီးတော့ရှင်လို့မရဘူး United ပရိသတ်ကိုစိတ်မခေါ်နဲ့ United ပရိသတ်တွေဘယ်ရက် United ပွဲရှိနေပြီ Manchester United ပွဲဟေ့လို့ပြောလိုက်တာ ਨੇ ထားကြည့်ပြီလားဒါကစိတ်ခေါ်လို့မရဘူး Okay so လက်ရှိ United ဒီနေ့မှာညပေါ့နော်ဒိန်းနာနေညကျွန်တော်အင်္ဂါနေ့မနက်မြန်မာစံတော်ချိန်2နာရီခွဲဒီအခြေအနေမျိုးမှာဘုံဘုံနဲ့ကန်ရမယ် Manchester United အင်ကွင်း Old Trafford မှာစဉ်းစားကြည့် United ဒီပွဲနိုင်အဆင့်5ကိုရောက်မယ် Chelsea နဲ့အမှတ်2ကိုကွာချာချာနဲ့အမှတ်အဆင့်5ကိုရောက်မယ်ဒီပွဲရှုံးရင်ဒီပွဲတည်ကြရင်အဆင့်6ကိုရောက်မယ် Liverpool နဲ့အမှတ်2ကိုကွာချာချာနဲ့အပေါ်ကိုရောက်မယ် Okay so ဒီပွဲရှုံးရင်တော့ကျင်းသေးတယ်ရှစ်မှာပဲရက်နေနေမယ်မလွယ်ဘူးဆိုတော့9ယူမလား6ယူမလားရှစ်မလားဒါပေမဲ့ United အမြဲတမ်းဒုက္ခပေးတယ်အဲ့ဒါကိုကျွန်တော်တို့စဉ်းစားတာဒီပွဲမနိုင်ဘူးမလားဘုံမောက် United ဒီပွဲမှာဘုံမောက်ကိုမနိုင်ဘူးဆိုရင် Premier League ဆက်မကန်နဲ့တော့ဒါမှန်တရားပဲဘာလို့ဆိုလက်ရှိမှာဘုံမောက်ရမှတ်20ပဲရထားတယ်အဆင့်15မှာသူနိုင်ရင်ဘုံမောက်ကလည်းနိုင်23မှတ်နဲ့ကျွန်တော်တို့အဆင့်10ကိုအဆင့်1ကိုရောက်မယ်ရှုံးရင်တော့သူအဆင့်ဆက်ပြီးတော့ကျစရာမရှိဘူးလက်ရှိမှာဘုံမောက်ပွဲစဉ်5ပွဲနောက်ဆုံး5ပွဲမှာတစ်ပွဲမှမနိုင်ထားဘူး2ပွဲတည်ရင်3ပွဲရှုံးထားတယ် United ဒီအခြေအနေမျိုးမှာဘုံမောက်ကိုသူတို့အခုလိုမျိုးအနိုင်မရှုနိုင်ဘူးဆိုရင်ဘာမှလုပ်လို့မရတော့ဘာလို့ဆိုတော့မနေ့ကတင်းကြီးတွေဖြစ်တဲ့တော့ Arsenal နိုင်တယ် Man City နိုင်တယ် Chelsea နိုင်တယ် Aston Villa နိုင်တယ် Liverpool နိုင်တယ်အဲ့တော့ဒီလိုမျိုးအနိုင်တွေတောက်လျှောက်အသင်းကြီးတွေတော်တော်များများနိုင်နေတယ် Sunderland နိုင်ဒီလိုအနိုင်တွေတောက်လျှောက်များနေတဲ့အခြေအနေမျိုးမှာUnited အမှတ်ကိုမကွာသွားရအောင် Champions League ဝင်ခွင့်ရချင်တယ်ဆိုရင်မကွာသွားရအောင်နေပြဟုတ် Amorim နေနဲ့လုပ်ဖို့လိုတယ်ကျွန်တော်တို့ချက်လက်ပြန်ကြည့်မယ်နေပြတန်ဟလက်ချက်မှာ United ဘုံမောက်ကို6ပြက်တွေပဲရှုံထားတယ်ဒါအိမ်ကွင်းမှာနော်အိမ်ကွင်း2ပွဲမှာဘုံမောက်ကို6ပြက်ရှုံထားတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဇူလိုင်လမှာ4ဂိုးတကုန်းနဲ့ပြန်နိုင်ထားတယ်โอเคနောက်ဆုံး5ပွဲတော့ကျင်းသေးတယ် United တပွဲပဲနိုင်တယ်နောက်ဆုံးဒီဇူလိုင်ပြီးခဲ့တဲ့2025ဇူလိုင်မှာနိုင်ခဲ့တဲ့ပွဲတစ်ပွဲပဲရှိတယ်ကျန်တဲ့4ပွဲ2ပွဲ2ပွဲရှုံးအစင်လာရမှန်တယ်ဒါပေမဲ့ United အဲ့ဒီလက်ထက်ကတန်ဟက်လက်ထက်အခုနီးပြဟုတ်ပင် Amorim လက်ထက်မှာအနိုင်ပွဲရရှိထားတယ်အဲ့တော့ဒီပွဲစစ်မှာရော United ဘုံဘောကိုဘယ်လောက်ဒုက္ခပေးနိုင်မှာလဲပြဿနာက United လက်ရှိမှာတိုက်စစ်မှာအန်ဒီရများနေတယ်တွင်းလက်ကစားသမားတွေကိုသွင်းပေးနေရတယ်တိုက်စစ်မှာသွင်းနိုင်တာဆိုလို့လက်ရှိမှာခြေသွမ်းပြနေအဘူမိုပဲရှိတယ် Brian Bumo Mason Okay ပြဿနာမရှိဘူးရသေးတယ်လို့ဆိုလို့ရပေမဲ့ Joshua Zirkzee ဘလုံးမအဆင်မပြေဘူးဒါပေမဲ့နီးရဟုတ်ပင် Amorim Joshua Zirkzee မကောင်းဘူးဆိုရင်ဘာလို့ OB ကိုမထည့်တာလဲစဉ်းစားကြရအောင် OB က Joshua Zirkzee လောက်တော့မကောင်းတော့ဘူးလားလူငယ်ကစားသမားလေးတွေဘာလို့နေရမပေးချင်တာလဲသူပဲပိုသိပါလိမ့်မယ်ဒါတော့ကျွန်တော်တို့ပြောလို့တော့မရ Okay ဟုတ်ပြီနောက်တန်းမှာတော့ကျင်းသေးတယ်ကျွန်တော်တို့ကLany Yoho တို့ဒီ Andrew Hepburn တို့ရှိမယ်Mathis လေးရဲ့ Maguire ရဲ့တော့လက်ရှိမှာပါဦးမှာမဟုတ်ဘူး Benjamin Sesko လည်းပါဦးမှာမဟုတ်ဘူးသူတို့ဒီတန်ရာကြောင့်လွဲချော်ဦးမှာပဲအဲ့တော့ဒီအခြေအနေမျိုးမှာကျွန်တော်တို့လီချာရှိမယ်လီချာကျွန်တော်တို့Lisandro Martinez ပေါ့ Martinez ရှိမယ်ပြီးရင်ကျွန်တော်တို့ Mazraoui ရှိမယ်ပြီးဒီမှာ Luke Shaw ရှိမယ်အဲ့တော့ဒီလိုကစားသမားတွေရှိနေသေးတယ်ဖြစ်တော့ကျွန်တော်တို့ကတော့နည်းနည်းလေး
စိတ်အေးရတယ်ပွဲလည်းမှာလည်း Casemiro ခြေသွမ်းပြနေတာဖြစ်တယ်ဒီတစ်ထက်တော့လည်းနည်းတော့စိတ်အေးရတယ်လို့ပြောလို့ရသေးတယ်ဒါစစ်ပုံဖော်မှုโอเคဘယ်လောက်ထိအကောင်းဆုံးပုံဖော်သွားနိုင်မလဲလက်ဝင်းဘက်ကတော့ကျွန်တော်မပြောတော့ဘူးဒါလောက်ထက်တဲ့ဒုကူထက်တဲ့အားနည်းချက်ကြီးပဲဒီနေချင်းမျိုးမှာဘုံမောက်ကဒီဘက်ကိုဒါဖိနော်ကျွန်တော်လည်းမပြောတတ်ဘုံမောက်ဒီအဓိကလက်ရှိမှာအရှုံးနေဘယ်ပြောရမလဲတရေတွေနဲ့ရင်ဆိုင်နေရဆိုပေမဲ့ဘယ်အသင်းမဆိုအဲ့လိုမျိုးရင်ဆိုင်နေရတဲ့အသင်းတွေ United နဲ့တွေ့တဲ့အခါပြန်ပြီးတော့တိုင်တိုက်ခတ်ကြတဲ့အသင်းလာရှိတယ်ဒါကိုကျွန်တော်နားလဲလို့ဘာကြောင့်လဲ United ဒီခံကစားနေလို့ United ဒီအစိတ်မရှိတဲ့အမွေဖြစ်နေလို့ရေမွေတသာဖြစ်နေလို့ဒါမျိုးကိုကျွန်တော်တို့ပြင်ပြောင်းလဲဖို့အတွက်ကိုနီးပြဟုတ်ပဲမဖြစ်မနေလုပ်ဖို့လိုတယ်ကဲဒီညကျွန်တော်ကြာတာနေ့sorry ဒီညအင်္ဂါနေ့မနက်စက်တင်ဘာနေ့ညမြန်မာစံတော်ချိန်2နာရီခွဲမှာအားလုံးတူတူစောင့်ကြည့်အောင်ဗျာ Manchester United နဲ့ Bournemouth ရဲ့ Premier League ပွဲစဉ်16ဖြစ်ပါတယ်ကျေးဇူးတူပဲတင်ရှိပါခင်ဗျာ